တို့ဧည့်သည်တွေကကျတော့သူတို့ကလှုပ်ချင်တာပဲသိတာကွာအဓိကဒီစန္ဒနဲ့ကဘလို့လှုပ်ဖို့ကတင့်တော်တယ်မတင့်တော်တယ်ဆိုတာကသပင်ဆရာတွေကပဲသိတာလေနော်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဧည့်သည်တယောက်ကသပင်ကောက်ချင်လို့တယ်နော်ကျွန်တော်စီကိုလာတာဗောနော်ပြောချင်တာကကျွန်တော်တို့ဧည့်သည်တွေကကျွန်တော်တို့လှုပ်ချင်တယ်ဆိုပြီးတော့သူတို့ပုံစံတွေလာပြတာသပင်ကောက်ချင်တာတို့ဖြောင်းချင်တာတို့ဘယ်ဟာပဲလာပြဗောနော်တချို့ဧည့်သည်တွေကကျတော့သူတို့ကလှုပ်ချင်တာပဲသိတာကွာအဓိကဒီစန္ဒနဲ့ကဘလို့လှုပ်ဖို့ကတင့်တော်တယ်မတင့်တော်တယ်ဆိုတာကသပင်ဆရာတွေကပဲသိတာလေနော်ဒီအမဆိုလို့ရှိရင်ကွာရပောင်းကလည်းခဏခဏလှုပ်တော့အထဲမှာဆိုရင်သပင်ဒီဆိုရင်ပြတ်ကျထားရအောင်ရှိတယ်ကွာအဲ့ဒါကိုကျွန်တော်စီမှာကောက်ဖို့ဆိုတော့ကျွန်တော်ကတော့ပုံမလင်းလင်းပဲပြောတယ်မရဘူးဆိုလို့ရှိရင်မရနိုင်ဘူးပြီးလို့ရှိရင် तू ကအဖြူဖုံးနေလေခဏခဏစိုးထားတာရှိတယ်ကွာအဲ့လိုဆိုတော့သပင်ကအစီအနစ်မရှိတော့ဘူးလုံးဝယူ6ကန်နေကွာအဲ့လိုဧည့်သည်ပြိုးတွေဆိုလို့ရှိရင်မရနိုင်တာကိုမရနိုင်ဘူးဆိုပြီးတော့ပုံမလင်းလင်းပဲပြောနော်အဲ့ဒါမှပို့ပြီးတော့အဆင်ပြေတာကွာဘယ်လို့ဆိုရင်တခုခု complaint တက်လာလို့ရှိရင်အဲ့ဒါကဖြေရှင်းရပိုခက်တယ်နော်ဧည့်သည်တွေကိုတရားရှင်းပြပါနော်ဒါကတော့ကျွန်တော်သပင်ကလုံးဝအစီအနစ်မရှိရောလို့ဒီအမကိုကျွန်တော် treatment လေးတရားလေးပြန်ပြီးတော့ယူပေးထားပါနော် treatment ယူရချိန်ရရင်လေကျွန်တော်ကအရန်သပင်ကပျက်စီးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရေခဲလေးနဲ့တလွာချင်းစီလိုက်ပြီးတော့ပုတ်ပြီးတော့ကုသပေးထားပါနော်ဒီနေရာမှာခေါင်းလျှော်တဲ့ချိန်ရလို့ရှိရင်ကျွန်တော်တို့ရေဥယီကိုပြောင်းနေအောင်လျှော်ရမယ်နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကဥယီကိုကပ်ပြီးတော့ဆေးထည့်ထားဖြစ်တဲ့အတွက်ပေါ့နော်ခေါင်းကိုတော့တေချာလေးပြောင်းအောင်လျှော်ပေးရမယ်နော်မဟုတ်ရင်ကျွန်တော်တို့ရေပေါက်ထားမှာပါနော်